အားလုံးပဲမင်္ဂလာပါဒီနေ့တော့ follower တွေအတွက် collective reading လေးပေါ့နော်သူရင်တွေကကိုယ်ကိုမပြောဖြစ်လိုက်တဲ့စကားတွေကဘာလို့များဖြစ်လဲဘာလို့များဖြစ်နိုင်လဲဆိုတာကို collective reading လေးလုပ်ပြီးတော့ပါမယ်လို့ကိုယ်ရင်ထဲမှာရှိတဲ့သူပေါ့နော်ကိုယ်ရင်ထဲမှာရှိတဲ့သူကိုခဏလောက်အားလုံးလေးစိုက်တာလေးသူရင်တွေကကိုယ်ကိုမပြောဖြစ်လိုက်တဲ့စကားတွေကဘာလေးတွေများဖြစ်နိုင်လဲပြောချင်တာကတော့လေရင်းနဲ့တူနဲ့ကြားထဲမှာဘယ်လိုပြောရမလဲပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကအပြောဆိုတွေခံရတာမျိုးရှိတယ်လူများမလိုက်ပတ်ဘူးဒါမှမဟုတ်ပတ်ဝန်းကျင်ကတားနေတာမျိုးတွေရှိတယ်အဲ့ဒီဟာတွေကို तू ကမခံစားနိုင်ဘူးပြီးတော့တင်နိုင်မယ်ဆိုလို့ရှိရင်တော့မင်းရဲ့ပတ်ဝန်းကျင်ကနေပြီးတော့ तू နဲ့မင်းကမလိုက်ပတ်ဘူး तू မယူနဲ့ तू ကဘာညာတာကပေါ့နော်အဲ့လိုမျိုးဂျားကနေတွေးထူးတာမျိုးတွေပြောတာမျိုးတွေရှိတယ်ဒါပေမဲ့ तू ကမထုတ်ပြောခဲ့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်မင်းနဲ့မင်းရဲ့မိတ်ဆွေတွေကြားထဲမှာတန်ရောစင်တွေပြတ်မှာခင်မင်မှုတွေပြတ်မှာဆိုပြီးတော့ तू ကအဲ့ဒီဟာတွေကိုမထုတ်ပြောခဲ့ပဲနဲ့မျိုးတိတ်ခဲ့တဲ့ပုံစံမျိုးရှိတယ်မင်းရဲ့မိတ်ဆွေတွေကြောင့်ပေါ့နော် तू ကမျိုးတိတ်မှုတွေရှိတယ်ခံစားမှုတွေရှိတယ်နာကျင်မှုတွေတော့ तू အများကြီးခံစားခဲ့ရတာမျိုးတွေရှိတယ်အားလုံးကိုရင်ပေါ်နှုတ်ပိန်တယ် तू ကလေဒါမင်းနဲ့ပတ်သက်လို့ရှိရင်တိမ်ငယ်စိတ်များတဲ့ပုံစံမျိုးရှိတယ်အဲ့သူ့ရဲ့တိမ်ငယ်စိတ်တွေကိုလည်း तू ကမထုတ်ပြခဲ့ဘူးရဲ့ဒါကြောင့်လဲဆိုလို့ရှိရင်မင်းကမင်းရဲ့ဘဝမှာတက်လန်တွေအများကြီးပဲမင်းကျူးလာရုံးကန်နေတာကိုလည်း तू သိတယ်မင်းကမင်းဘဝအတွက်ပဲဒီအခြေပေါ်မှာလည်းရှောက်တန်းတယ်ဒါပေမဲ့အခြေရထက်ကိုမင်းရဲ့ဘဝရမယ်မင်းရဲ့ဘဝမှာတခြားလေးလာရမယ့်အရာတွေကိုပို့ပြီးတော့အာရုံစိုက်ဖြစ်တယ်အချစ်ကိုတိတ်အာရုံမစိုက်ဘူးမင်းကပြောမယ်ဆိုလို့ရှိရင်အချစ်ကိုလည်းအာရုံစိုက်ကိုဘဝအတွက်အလုပ်တွေရောတင်တန်းတွေရောမင်းဘဝနဲ့မင်းကိုရှုချက်ခတ်နေတဲ့အတွက်ကြောင့်သူကအဲ့ဒီဟာတွေကိုနားလည်ပေးပြီးတော့တိတ်တဆိတ်ပဲနေလိုက်တဲ့ပုံစံမျိုးမင်းဘဝကိုသူဖြတ်စည်းတဲ့ပုံစံမျိုးဖြစ်မှာမဟုတ်ဘူးသူကကြောက်တယ်သူကြောက်မင်းဘဝအနှောက်အယှက်ဖြစ်သွားမှာဘဝတက်လန်တွေပိတ်ပင်သွားမှာမျိုးသူကကြောက်တယ်အဲ့ဒါကြောင့်ကိုဘဝကိုပဲကြိုးစားပြီးတော့ကိုဘဝကိုပဲအဆုံးထိညှင့်တင်ပေးဖို့เนาะသူ့ရင်တွေကမပြောဖြစ်လိုက်တဲ့စကားလေးတွေကဒါလေးတွေရှိပါမယ်လို့ကိုဘွားကိုပဲထပ်ပြီးတော့စူးစမ်းပါတဲ့